ရမ်းစားလို့ကောင်းတယ်လာတာရောက်ပြီးတော့ကျုပ်လိုကောင်းမစားလို့ရှိရင်ခင်ဗျားတို့ဒီပိုက်ဆံမျိုးဆိုင်ကကျွန်တော်ရန်ကုန်မှာအကောင်းဆုံးဆိုင်လို့တော့မပြောလို့ရတယ်ဗျာကျွန်တော်ဒီနေ့လာတာမှာကျွန်တော်ဆံပြုတ်လာတော့တာပါခင်ဗျပြီးတော့ကျွန်တော်စားနေကြဆိုင်လေးတွေနဲ့လည်းခင်ဗျားတို့မိတ်ဆက်ပေးနေကျွန်တော်လည်းအတူတူလိုက်ခဲ့ပါလာတာပဲရောက်တိုင်းကျွန်တော်စားနေကြပထမဆုံးတစ်ခုကတော့ဒီဆိုင်ရပေါင်ဖို့ပါဗျပူပူလေးစားချင်တော့2နာရီခွဲ3နာရီလောက်သွားပါဗျအရင်ကဘိုင်းနဲ့ချပြီးတော့ရောင်းတာဗျတော့ပူတင်းပေါင်မှုလေးတွေပါပေါင်မုတ်ကပူပူလေးစားရတာနဲ့ကျွန်တော်အေးမှစားရတဲ့အရာသာလုံးဝကွာပါတယ်ဗျကိုရဲကနေထုတ်ပြီးချင်းပေါ့နော်ပူပူလေး fresh ဖြစ်နေတဲ့ပေါင်မုတ်ကိုရန်ကုန်မှာစားရခဲ့ပါသူကဆိုင်ခွဲတော့မရှိဘူးဗျတော့ဆန္ဒတော့ပေါမုတ်ဆိုင်ဝယ်လာတဲ့ဟာပေါ့နော်ဒီပေါမုတ်ကြောဒါကတော့ပြီးမှပြီးမှအဓိကကျွန်တော်စားခြင်းနဲ့ဆံပြုတ်ဆိုင်ကိုအခုကျွန်တော်ရောက်ပါပြီဒီဆိုင်ကဗျာကျွန်တော်40လောက်တော့ရှိပြီဗျာဖွင့်လာတာပေါ့နော်ဒီဆံပြုတ်ကိုဗျာအဓိကထားပြီးတော့ရောင်းတာဗျာဒါပေမဲ့ဒီဘဲတုပ်တွေလည်းဒီမှာဗျာခရမ်းနာမည်ကြီးရယ်ဗျာဟိုမှာပေါ့ဘဲကောင်းလို့ဘဲချီပြားလို့ပေါ့နော်ဘဲဥလို့ဘဲနဲ့ပတ်သက်ပြီးအစုံရတယ်ဗျာဒီတုပ်တဲ့ပုံစံလေးကတော့စက်သွန်စိမ်းလို့ပေါ့နော်ငရုတ်ချင်လေးနဲ့တရုတ်ပုံစံလေးတုပ်ထားတော့ကျွန်တော်ပို့ပြီးတော့ဒီကြရတယ်ပေါ့နော်။ဒီနေ့ကျွန်တော်9နဲ့မှာထားတယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကိုရောက်တိုင်းကျွန်တော်9နဲ့ပဲတော့မပါလို့။တိုက်ပွဲပေါ့နော်။ဒီနိုင်က9နိုင်လောက်ဆိုတော့9ဆန်ပြုတ်ကပုံဝါးတယ်ဗျာ။အဲဒါကြောင့်ဒီတခါတော့ကျွန်တော်9ကိုကျွန်တော်အီဂျာကိုလေးနဲ့ထည့်ပြီးတော့မှာထားတယ်ပေါ့နော်။အဲဒီတော့အရန်စားခြင်းနေဗျာဒီဥရုကလည်းပူပူလေးနဲ့ဆိုတော့ဆန်ပြုတ်ပူပူလေးနဲ့ကွက်တီပဲ။အဲတော့ကျွန်တော်ဒီရတောင်ကြီးကြည့်မယ်နော်။ရုံးဆုံးသူ့ရဲ့ချတဲ့အတိုင်းပဲကျွန်တော်ယင်ကြီးကြည့်ဆောင်းရတော့ကြာအောင်တကယ်ကိုသေချာပြအောင်ပြုတ်ထားပြီးတော့စားအောင်ဗျာဆောင်းတာလုံးမနည်းနည်းလေးပဲကျွန်တော်တို့ထည့်ပေးထားတယ်ဗျာရတာဗျာအချုံမို့လုံးဝမတုံးထားတဲ့ပါမျိုးပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ၅ပတ်တီရောပါတယ်ပေါ့မကြီးဒါဆိုလာငရမ်းအောင်တို့ကတုံးထားတာဗျာငရမ်း၅ပေါ့တော့ငရမ်းအောင်တုံးထားတာမျိုးပေါ့နော်မင်းကမီးဘူးခေါ်လိုက်တာဥပဒေရစားရသလားမယုံကောင်းလေးထည့်ယူကြည့်အောင်ဟောငရုတ်ကောင်းနဲ့ထည့်လိုက်တဲ့အချိန်မှာအောက်ကဆံမြုပ်ဘူးနဲ့ဗျာငရုတ်ကောင်းနဲ့ကမှုေးထောင်းတက်လာတာပဲပြီးတော့သူတို့ငရုတ်ကောင်းအောင်ဗျာသူတို့ပဲပြန်ကြိတ်ထားတဲ့ပုံစံမျိုးဗျာဒါကြည့်ရသလောက်ပေါ့နော်ကိုလိုမျိုးအမှုန့်ဖြစ်နေဘူးဗျာနည်းနည်းအဖက်ကလေးတွေဖြစ်နေရဗျာဆေးရလာကြည့်ဟော9ဘက်လေးပဲကျွန်တော်အချိန်ကြီးကြည့်ပါဗျလုံးဝထိမနေဘူးဗျာသားရတော့တော်တော်ထက်မှလေငရမ်းရဲ့ရတာလေးထွက်လာတယ်ဗျာဒီစံပြုံးနဲ့ကြတော့လုံးဝကွတ်တူပဲသူရဲ့ secret recipe တခုပုံစံမျိုးကိုရှိတယ်ဗျအားကြောင့်မို့အရန်နဲ့ပြီးနေတယ်သူတို့ထည့်တဲ့ spice တစ်မျိုးရှိတယ်ဗျာအဲ့ဒီအနက်နဲ့အဲ့ဒီအရသာကြောင့်ဘယ်ဆိုင်နဲ့မှမတူပဲဖြစ်နေရတာဒီဆိုင်က9ဘက်ရဲ့ကြာကိုလေးပူတော့ပူတယ်ဗျကျက်တော်မင်းအနံ့လေးကအရင်ပြင်းနေကြကျွန်တော်ဒီထဲမှာဗျာထည့်တော့ထည့်ထားပြင်မယ်အမှန်တကယ်ဆိုရင်ဆန်တို့ဘာလို့ဆန်ပြုတ်တော့တခြားအပါအနက်မှရှိတာမဟုတ်ဘူးเนาะမရှိရတဲ့ကျက်တော်မင်းတို့ကတော့အနက်နည်းနည်းပြင်းတဲ့အတွက်အမှန်တကယ်ကျက်တော်မင်းအနံ့ပြင်းသွားဒါပေမဲ့ကျက်တော်မင်းနဲ့မပြင်းသွားဘူးဗျာ
တော့စားကြည့်နေတယ်ပေါ့ရတာတခုဆက်ရတာပေါ့အပေါ်ကသူတို့ကျူးပေးတဲ့ spice ကြီးအဲ့အမှုန်လေးထဲမှာဗျာကျင်းလာတာတော့ကျွန်တော်သိသွားပြီပြီးတော့စောချင်းနဲ့စက်တုံမိတ်အချောက်ဖြစ်နိုင်တယ်ဗျာတော့ထင်တာပေါ့โอเคဒါမီးပြီးတော့ကျွန်တော်ပေါမုတ်ဆက်ပြီးအောင်ခဏဒီပေါမုတ်ကိုစားခြင်းနေရာကြားပြီမင်းကပေါမုတ်ရေးစားပေါမုတ်ကပူပူလေးနဲ့ဗျာပူပူလေးခုတော့နည်းနည်းလေးအေးကျင်သွားရင်မသိလိုက်အေးလေးနဲ့ဒီတင်းပေါမုတ်တော့အဲ့ရောက်တိုင်းကျွန်တော်ဒါစားနေကြစားမပြည့်တော့တစ်ထောင်မူလေးလုံးနဲ့စားတာဒီဒီတင်းပေါမုတ်အေးလေးတော့မှုရင်းနေရပဲသူတင်းလို့လားဟောအီးနေရတယ်ဒီထဲမှာဗျာအရင်ချုံမသွားဘူးဗျာဒီလားတဲတရစုပရင်ကျဲဥများတော့စိတ်ညက်ဘက်ကိုသွားတယ်ဗျာအရင်ကြီးမချုံဘူးဗျာရမ်းစားလို့ကောင်းတယ်အမုန်းကလည်းဗျာတော့မှချလိုက်တာပူပူလေးဆိုတော့ဗျာမွေးနေရပဲဗျာမမုန်းနိုင်အောင်နော်ဟာတော့မှပမုန်းလည်းမြည်ပြီးဒါလည်းခဏသက်သားလိုက်အောင်နော်ပြီးသွားရင်မအားလို့ကျွန်တော်နောက်တစ်ဆိုင်ခေါ်အောင်နော်အဲ့တော့ကျွန်တော်လည်းတူတိုက်ခဲ့ပါကျွန်တော်ဒီတိုင်း20ထဲမှာပဲကျခဏစံပြုတ်ဆိုင်ရနေပြီးတော့တက်ဆက်ပြီးတော့ရှောက်လာလိုက်ရင်ဒီဘက်ထိတ်နဲ့နည်းနည်းလေးတဲ့နေရာတော့ကျွန်တော်ရွှေနဂါးဆိုတဲ့ဆိုင်ရှိရပေါ့နော်သူကမီနူးလေးတွေပေါ့နော်ဒီကောင်ကနွားနုအပူတွေပါရဲရနော်အပူနွားနုအေးဆိုရင်နွားနုအပူက2000ပေါ့နော်နွားနုအေးဆို2500နုကျုပ်အပူအေး2မျိုးလုံးရရ2500ပေါ့နော်နုပွေကအုပ်တို့ပြီးတော့နုတီးစုံနုဘာလို့လဲရရပေါ့နော်အစုံပဲပြနုနဲ့ပတ်သက်တာတော်တော်စုံရရပြန်ဟောဟွာတော့ရရပဲစီကျန်ကိုကြီးခောက်ခွဲကြီးပါလေရတယ်ဗျာဆိုတော့ကတော့ဒါမဲ့ဒီဆိုင်မှာဒီကျုပ်လူပေါင်းထားတာများနော်โอเคအဲ့တော့ကျွန်တော်တို့ဒီနိုးကျုပ်ပေါင်းလေးတော့မြည်ကြည့်အောင်โอเคအကြည့်ပါဦးတုံနဲ့နိုးပြင်းနဲ့အကြည့်ပါဦးရတာတော့တော်တော်စိတ်နေပါတယ်အရင်ကကျွန်တော်ရလိုက်တဲ့ရတာတော့အရင်ကနှုတ်ရဲ့နှုတ်အေးစိတ်လေးရတာကိုကျွန်တော်ရင်ရလိုက်တယ်ဗျာပြီးတော့မှအဲ့ပူတင်းပေါ့နော်ကျွန်တော်နှုတ်ပူတင်းရဲ့အရတာပါစက်ထဲမှာဗျာပျော်ပြီးတော့ဗျာပူတင်းရဲ့ချိုးသွားတာဗျာအိုးရမ်းစားလို့ကောင်းတာကျွန်တော်အချိုးကြိုက်တဲ့လူမျိုးလို့လားတော့မသိဘူးပေါ့နော်ကျွန်တော်တော့တအားကြိုက်တယ်ဒီဟိုအေးလေးဆိုတော့ကိုကောင်းတယ်ဗျာအပူလေးဆိုလည်းကောင်းပါကျွန်တော်ကျွန်တော်အချိုးရမ်းကြိုက်တဲ့လူမျိုးလို့ဆိုဒီလိုအချိုးကြီးတော်တော်ဆင်ပြီးအချိုးအစိမ့်ကြီးတော့အရမ်းကြိုက်တာဗျာတမိုင်းတော့မကောင်းဘူးပေါ့နော်ပေါ့အဲ့တော့ခုနပေါင်မူလေးနဲ့ဒီနို့ကိုတို့စားကြတယ်ပေါင်မူဟုတ်ဆောင်းတာတော့ကျွန်တော်ယူတော့ဆိုပူပူလေးဗျာပေါင်မူလေးရာဒီပေါင်မူနဲ့မှုနေရတယ်ဒီမှာကြည့်ပါစီအဲ့တော့တို့ပေါင်မူနဲ့ပေါင်မုံနဲ့အဲ့လိုမျိုးဒီလိုတူမယ်တူပြီးတော့တော့ပါစတယ်ဟိုကနေပေါင်မုံ2000မိုးပဲဗျာဒီမှာနုအပူကနုက2000ပဲရှိကွက်တီပဲနုရေးတောက်ပြန်2500 4000ကျော်တယောက်ပဲပေါင်မုံ5လုံးဦးတော့တိုက်ပြီးပါโอเคအားလို့ကောင်းတယ်ကျွန်တော်ဒီဘက်လာတာဘက်ပေါ့နော်လာတာဘက်ကကျွန်တော်တရုတ်တန်းဘက်ကဗျာကျွန်တော် street food တွေဆိုပေမဲ့ပေါ့နော်အကုန်လုံးကစားလို့လည်းကောင်းတယ်ဗျာခလဲစုံတယ်ဗျာကျွန်တော်တို့ဒီဘက်ရောက်လို့ရှိရင်ဟိုကနေတန်းပေါ့မှာကျွန်တော်ဆိုရှင်ကျွန်တော်ဆောင်းတာပြောလို့ကျွန်တော်ပေါမုတ်စားဖြစ်တယ်ပြီးသွားလို့ရှိရင်တခါကျရင်ကျွန်တော်ဆန်ပြုတ်တောက်တခါကျရင်အဲ့ရကျွန်တော်စီချက်လည်းစားဖြစ်တာများတယ်ပေါ့နော်ဆောင်းတာဆန်ပြုတ်ကပြီးရင်ကျွန်တော်ဒီကနေနိုးချက်ပေါင်းလာတောက်ရင်တောက်တယ်ဒါမှမဟုတ်ဟိုတခါတော့ကျတော့ကျွန်တော်ဟိုဘက်စင်းဝတန်းလန်းနေပြီးတော့ကျွန်တော်ရေခဲမုတ်ပေါ့နော်ကောင်းစိန်ရေခဲမုတ်ဒီပိုင်းစားဖြစ်တယ်ပေါ့နော်ကျွန်တော်တရုတ်တန်းကျတော့ကျွန်တော်ဟိုဘက်ညာစည်းမျိုးတွေလည်းမတူဘူးပြဒီဘက်ကျတော့သူ့ပုံစံလေးနဲ့တမျိုးပွဲထွက်နေတာဗျာလုံးဝတကယ် Chinese fight ပေါ့နော် Chinese food fight ကိုတကယ်ရတယ်ပုံစံမျိုးလေးပေါ့ဗျာအဲ့တော့
များတို့လည်းဒီတရုတ်တမ်းဘက်ကိုရောက်ရင်ဘလို့မုတ်တွေကိုစားပြစ်လဲပို့ဆိုင်တွေကိုအများဆုံးပတ်ပြစ်လဲဆိုတာကိုကျွန်တော်မှတ်ပေးခဲ့ပါအောင် comment ပါ okay ကျွန်တော်ကတော့ out of ကိုပိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ကလုံးမှာပြန်တွေ့ကြပါမယ်ခင်ဗျာ okay see you